Okay, 따로 미로 새로 이 chapter 1의 number 39. Cos minus pi by 2 plus I sin minus pi by 2. Okay. Okay, ဟိုနှိပ်တဲ့နည်းလေးကိုတစ်ချက်လောက်ဆရာကိုပြောပြပေးပါလားတဲ့ကိုလိုက်တာနဲ့ ပထမဆုံးကမုတ်ကိုနေရမယ်ပြီးရင် complex နံပါတ်2ကိုပြောင်းရမယ် ဟုတ်ပြီပြီးတော့ ပြီးရင်ပုံစံတွေကပေးထားတဲ့ z equal to minus I ဆိုရင် minus I ကိုနှိပ်ဖို့ဆိုရင် e and g ဆိုတဲ့နေရာကိုနေရမယ် minus I ဟုတ်ပြီအဲ့တော့ကျန်တဲ့သားတို့သမီးတို့အဲ့ပုံစံနှိပ်လို့ရရနော်အဆင်ပြေတယ်နော် R နဲ့တီတာရဲ့တန်ဖိုးပေါ့ Okay ဆိုတော့နံပါတ်38ရော calculator နှိပ်တတ်လား အဲ့လိုသားတို့သမီးတို့ကြားလားနံပါတ်38ရော calculator နဲ့နှိပ်တတ်လား နှိပ်တဲ့ပါ နှိပ်တတ်တယ်နော် ဟုတ်ပြီနှိပ်တတ်တယ်ဆိုရင်ဆရာကိုအဲ့မှာမေကုန်းဟောင်းနဲ့မနှိပ်တတ်တဲ့ပုံစံရှိရင်တစ်ချက်လောက်ပြောပါဦးဆရာမင်းတို့အဲ့လေးကိုပြောပြခြင်းနံပါတ်39ရော calculator နဲ့တွက်တတ်လားတွက်တတ်တယ်နော် အခု43ပုံစံလေးဆိုရင်ဘယ်လိုတွက်မလဲနံပါတ်43ပုံစံပြောဟုတ် သမီးတို့ကအဲ့ဟာရှာတဲ့အချိန်မှာဆိုရင် A ရဲ့တန်ဖိုးကိုရှာနေတာဆိုတော့အောက်ကပေးထားတဲ့အဖြေလေးခုကိုပဲ calculator ထဲမှာထည့်ပြီးတော့သူပေးထားတဲ့အနောက်ကအဖြေရလားဆိုပြီးတော့ပဲရှာတတ်တာရှင်တကယ်လို့ ဟုတ်ပြီအဲ့ဒါတော့ပါ A တိုက်ရိုက်ထွက်ချင်တယ်ဆိုရင်အဲ့တင်လို့ရတယ် အဲ့ဒါဆရာအဲ့လေးပြောပြမယ်နော်အမှန်တော့ဆရာနည်းနည်းလေးအစဉ်တိုင်းလေးပြောသွားမယ်နော်မိတို့သားတို့ရတဲ့ဥစ္စာတွေရှိတော့ကြတော့အဲ့လေးကိုဆရာဟိုဖြစ်တယ်အမှန်တော့မှန်ပါတယ်ကလေးတို့ပြောတဲ့နံပါတ် A B C D အဖြေ၄ခုတွေကနေပြီးတော့ A နေရာမှာကောက်ထည့်မှန်လားမှားလားစစ်ကြတာဟုတ်တယ်နော်ဆရာကအဲ့ဒါကိုတွက်မဲ့စားအခြားနည်းလေးနဲ့ဆရာပြောပြမယ်ဆရာအခြားနည်းလေးနဲ့ဆရာပြောပြမယ်ကလေးတို့အားလေးကိုလိုက်မှတ်အောင်နော်အဲ့တော့038ကစလိုက်ကြရအောင်ပေါ့38ကနေစမယ်ဆရာဒီပေါ်မှာရေးပြမယ်ပေါ့နော်ကလေးတို့အဲ့ဒါလေးကိုတစ်ချက်ကြည့်ပြီးတော့မဖြစ်အောင်အဲ့မှာပေးချက်မှာ Z1 က A + 3i အခုဆရာအမှန်ကြီးလေးချစ်ပြတဲ့ဟာလေးကိုမြင်ရလားမြင်ရတယ်နော်နည်းနည်းချဲ့ပေးအောင်မလားဒီလောက်ဆိုမြင်ရလား screen မှာဟုတ်ပြီ Z2 က -2 - 3i ဆိုပြီးပေးထားတယ်သူကအဲ့မှာဗာလဲဆိုတော့ Z1 over Z2 the whole bar equal to 1 + 3i လို့ပြောထားတာပေါ့ဟုတ်ပြီကလေးတို့ဒီဘားတင်ထားတာကိုနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲသူအင်္ဂလိပ်စာအင်္ဂလိပ်လိုသုံးနှုန်းလေးကဘယ်လိုခေါ်သေးရလဲconjugate လို့ခေါ်တာဟုတ်လားပါတယ်ဟုတ်ပြီ conjugate ဆိုတာဘာလဲမြန်မာလိုအဓိပ္ပာယ်ပြောမှဆိုဘာကိုဆိုလိုချင်တာလဲ conjugate ကပြောင်းနေတဲ့မိတ်ဖက်လို့ခေါ်တာနော် conjugate ဆိုတာမိတ်ဖက်ဟုတ်တယ် I ရဲ့လက္ခဏာကိုချိန်ပေးရတာပေါ့ဟုတ်ပြီအဲ့မှာဆရာဒါလေးကိုအရင်ဆုံးစပြီးတော့ယူလိုက်ပြီပေါ့ဒီတရားကြီးပေးချက်အနေနဲ့ဒါကြီးကိုယူလိုက်ပြီကျန်တဲ့အောင်ဆရာဒီဘက်ချမ်းမှာဆက်ပြီးတွက်ပေးမယ်ဆရာများထိုးထားတယ်နော်အဲ့ဘက်ချမ်းမှာတွက်အဲ့ဒါပါလဲဆိုတော့ Z1 over Z2 ဆိုပြီးဆရာခြံလိုက်မယ် equal to ဒီပေါ်မှာဘားတင်ထားတဲ့ကောင်ကိုထပ်ပြီးတော့ဘားတင်ရိုးရိုးမူလတန်ဖိုးပြန်ရတယ်အဲ့ဒီဘယ်ဘက်ချမ်းကိုဘားတင်ညာဘက်ချမ်းကိုလည်းဘားတင်ပေးရဒါဆိုရင်ပြောချင်တာညာဘက်ကို conjugate ယူလိုက်အောင် conjugate ယူလိုက်တော့1 + 3i ကနေဘာဖြစ်သွားမှာလဲ
1 minus a 3i โอเคကလေးတို့အခုဆရာရေးလိုက်တော့နားလေလားဟုတ်ပြီအဲ့ရနေဆရာဘာလုပ်ခဲ့မလဲဆိုတော့ z1 ကိုခြံခဲ့လိုက်မယ်ကလေးတို့ z1 ကိုခြံခဲ့ပြီးတော့ z2 ကိုညာဘက်သွားမြောက် z2 ရဲ့တန်ဖိုးလေးကိုဆရာអော်ပေးပါလားဒီမှာအမှန်ချင်းချစ်ထားတဲ့ဟာလေးអော်ပေးပါလား z2 ရဲ့တန်ဖိုးဟုတ်ပြီ -2 minus 3i ရဲ့ညာဘက်မှာဘာလို့ရှိရလဲ1 minus 3i ဆိုပြီးရှိတာဟုတ်တယ်ဒါလေးကဒီဘက်လာပြီးမြောက်လိုက်တာအဲ့ဒါလေးကို calculator ထဲမှာထည့်ပြီးနှိပ်လိုက်ရင်ကလေးတို့လိုချင်တဲ့အဖြေရပြီဟုတ်ပြီဘယ်ဘက်က z1 နေရာမှာဘာလဲအဖြေက a + 3i အော်ဒီညာဘက်ချမ်းကသူတို့နှစ်ခုကိုမြောက်လိုက်လို့ရှိရင်အဖြေရလာမှာလေကလေးတို့ calculator နှိပ်တတ်တယ်မလားနှိပ်လိုက်ပါဦးအဲ့ကောင်လေးမြောက်ပြီးဆရာကိုအဖြေပြောပေးပါဦးပါတယ်โอเคဆရာစီမှာကျတော့အတန်းမသိမကွဲကြားနေဆိုဆရာဒီမှာပဲနှိပ်လိုက်တော့မယ်နော်ဆရာ screen မှာလည်း calculator လေးပေါ်လိုက်မယ် calculator လေးမြင်ရလားမြင်ဟုတ်ပြီဆရာဒီမှာနှိပ်ကြည့်လိုက်မယ် -2 minus 3i ပြီးတော့နောက်တစ်ခုကကြတော့1 minus 3i ဟုတ်ပြီဆိုတော့ဆရာ equal နှိပ်လိုက်မယ် -11 + 3i ဆိုပြီးထွက်လာတယ်ဟုတ်တယ်နော်အဲ့တော့ -11 + 3i ဆိုတော့ a ရဲ့တန်ဖိုးလေးပါရတော့ဟုတ်တယ် -11 -11ဆိုပြီးရပါတယ်ဆိုတော့မှတ်ချင်တဲ့ကလေးရှိရင်လည်းအားလေးမှတ်လိုက်ပါဦးအဓိကက conjugate ကိုဖျောက်လိုက်တာပေါ့နော်ဒီဘက်က conjugate ကိုဖျောက်ရင်ဟိုဘက်မှာဘာသွားဖြစ်သွားလဲဆိုတော့ဟိုဘက်မှာ conjugate ဖြစ်သွားတယ်အဲ conjugate ဖြစ်သွားတော့အလဲက i ရဲ့လက္ခဏာဒီအပေါင်းကနေအနှုတ်ဖြစ်သွားမယ်ပြီးမှ z2 လေးကိုညာဘက်သွားမြောက်ရရင်ပြောပါဆရာလည်း online မတင်ရတာတနေ့ကြော်သွားပြီ line မရတာ ਨੇ အခုမှမင်းတို့နဲ့စတင်ရတာဆိုတော့ပထမတစ်ရက်နှစ်ရက်ကတော့ကျတို့ online သုံးတဲ့အခက်အခဲလေးတော့ရှိနေအောင်မယ်နောက်ပိုင်းတွက်လာလိမ့်မယ်နော်ဟုတ်ကဲ့ပါပြီးပါပြီဆရာဟုတ်ပြီပြီးပြီဆိုဆရာ delete လုပ်မယ်ရှေ့ကလေးလေးတွေကအဲ့လိုပြီးရင်ကူပြောပေးနော် okay ဒါဆိုရင်ကလေးတို့တူတူပဲလေနံပါတ်39လဲသားတို့သမီးတို့ကအဲ့လိုတွက်ရအောင်အမှ z1 မှာပါလဲဆိုတော့ဟလာ a ပါနေတယ်အဲ့ဒါလေကလေးတို့ခုနပြောတဲ့အတိုင်းငကိုကတော့ a နေရာမှာမျိုးမျိုးပြောင်းပြီးသွင်းကြည့်ရလားဟုတ်လားဟုတ်ပါရဲ့အဲ့ဒါဆရာပြောမယ်ဆရာတွန်ဒီလေးပြောပြမယ်နော်အခုဒီမှာ z1 မှာ a ပါတယ်ကွာဒါဆိုရင်ဒီဘက်မှာ z1 လေးကိုခြံခဲ့ဟောဒီ z2 လေးကဟိုဘက်သွားရင်ဘာလုပ်မှလဲစားမယ်အဲ့တော့ကလေးတော့ calculator ထဲမှာ z1 ကိုခြံခဲ့ပြီးတော့ဟိုဘက်မှာသွားစားမဲ့ကောင်က7 - 9i ကိုဒီ-2 - 3i နဲ့စားဟုတ်ပြီအဲ့ဒါလေးနဲ့စားမှာအဲ့ဒါကို calculator နှိပ်လိုက်ရပြီလေ z1 နေရာမှာ a + 3i အခုညာဘက်ချမ်းကဘာထွက်မှာလဲအဖြေထွက်လာလိမ့်မယ်နှိပ်ကြည့်ပါဦးဒါဆိုရင် a တန်ဖိုးဘယ်လောက်လဲ a တန်ဖိုး1မဟုတ်လားဟုတ်ပါတယ်ဟုတ်ပြီကျန်တဲ့ယောက်ျားလေးလည်းရလားအဲ့လောက်ပြောရင်ရလားဟုတ်ပါတယ်
ဟုတ်ပြီကျေးဇူးတင်ပါတယ်အဲ့ဒါဆရာနောက်တစ်ပုတ်ဆက်သွားလိုက်မယ်နောက်တစ်ပုတ်လည်းအတူတူပဲသားတို့သမီးတို့အဲ့တော့မြန်မြန်လေးတွက်ကြည့်လိုက်ပါအောင်ဒီမှာ Z1 မှာ A ပါတယ်ကွာ Z2 နဲ့ Z1 နဲ့ကမျှောက်ထားတယ်အဲ့တော့ဒီဘက်လာပြီးစား Z1 ကိုခြံခဲ့အဲ့တော့ calculator ပဲနှိပ်လိုက်အောက်တောင်ချရည်တာမလို့ကလေးတို့ 4 + 7i ကို 1 - 2i နဲ့စား minus -2 + ပါရလေ 3i + 3i ဟုတ် ကျန်တဲ့သူတွေရမရပြောပေးပါ right ဒါဆိုရင် i တန်ဖို့ sorry a တန်ဖို့ဘယ်လောက်လဲ ဟုတ်ပြီဆရာလေ calculator နဲ့ဖြည့်ရှင်းလို့ရတဲ့ဟာတွေကိုလေကျောင်းသားကျောင်းသူတွေကိုအများကြီးရနေကြတာမင်းတို့ဆရာသင်ပေးမဲ့ထဲမှာပါတယ် chapter 11လေ chapter 10မတက်ဘဲနဲ့ကို11ကိုတွက်လို့ရတဲ့နည်းတွေရှိတယ် calculator အားတန်တဲ့သူပါလေအဲ့တော့မင်းတို့ခေတ်လူငယ်တွေက calculator အားမတန်တဲ့အကြောင်းမရှိဘူးတန်းတယ်ဘာလို့ဆိုတော့အမြဲတမ်းကိုဖုံးနှိပ်နေခဲ့တဲ့ဖုံးနှိပ်ပြီးမွေးလာခဲ့တဲ့သူတွေဆိုပါလေမင်းတို့ရဲ့အားသာချက်ပဲနည်းပညာမှာမင်းတို့ကအားသာတယ်အဲ့ဒါနဲ့တွက်မှာနောက်ကြတယ်နော်ကြားလားပြီးတော့ဒီတိုင်းဆိုရင်နံပါတ်40လည်းရပြီ41လေးပြောကြည့်အောင်တို့41လေးမှာဘယ်သူမှ conjugate ပါနေတော့ပြောအောင်ဟုတ်တယ် Z2 မှာ conjugate ပါနေဆရာဒါလေးကိုပေးချက်အနေနဲ့ရေးပြီးသွားပြီဆိုပါတော့ကလေးတို့ကရေးလိုက်အောင်အဲ့လိုနားထောင်ရင်လည်းရေးကြည့်လိုက်ပါအောင် Z1 Z2 ဘာ equal to 9 + 13i ရေးပြီးရင်ဘာလုပ်ရမှာလဲဆိုတော့ဆရာတို့ကဘာလေးကိုအစားသွင်းရမလဲ Z1 နေရာမှာ1 - 3i အနှုတ်ကလေအလေမှာရှိနေရင် minus လို့ဖတ်ရတယ်တဲ့လားရှေ့ဆုံးကရေးထားရင် negative လို့ဖတ်ရတယ်တဲ့လားဒါပေမဲ့ကိုဖတ်တတ်တယ်လို့ဖတ်ပါရတယ်နော် Z2 ဘာနေရာမှာမရေးရမလဲဆိုတော့ -3 + bi ဖြစ်သွားမယ်ဟုတ်လားကလေးတို့ဟုတ်ပါ equal to ညာဘက်ချမ်းက9 + 13i အဲဆိုရင်ညာဘက်ကိုပို့မဲ့ကောင်စားမဲ့ကောင်ဒီမတိကိန်းပါတဲ့ကောင်မဖြစ်ပေစီနဲ့မတိကိန်းပါတဲ့ဟာကိုဘယ်ဘက်မှာခြံခဲ့ဒါဆိုရင်ဘယ်ဘက်မှာခြံခဲ့မဲ့ကောင်လေးဆရာအော်ပေးပါအောင်မသူလဲဘယ်ဘက်မှာခြံခဲ့မဲ့သူကဟုတ်တယ်တော်တယ် okay ကျန်တာကိုမင်းတို့ calculator နှိပ်လိုက်ရအောင်9 + 13i ကိုဒီ1 - 3i နဲ့စားအဲ့ဒါလေးနှိပ်လို့ရရင်ဆရာကိုပို့ပေးဦးပါတယ် -3 + 4i โอ้တော်တယ် okay ဒါဆိုရင် b တန်ဖိုးလေးကဘယ်သူတော့ဟုတ်ပါတယ်4ရပါတယ်ဆရာတို့ကလေဒီ chapter 1ရဲ့တမှတ်တန်နဲ့2မှတ်တန်လူတိုင်းရအောင်ရမယ်ကွာ calculator နှိပ်တတ်တဲ့လူတိုင်းရရမယ်မရရင်မဟုတ်သေးဘူးအဲ့ကောင်ဒီခက်မှမွေးတဲ့သူမဟုတ်ကြောက်ခက်ကမွေးခဲ့တဲ့ကောင်ပဲဖြစ်သွားတော့ကြားလားလို့โอเคမင်းတို့ဒီခက်မှမွေးတာနော်ဒီပညာခက်မှမွေးတဲ့လူတွေရအောင်ရအောင်ဒါဆိုရင်41လည်းရသွားပြီဆရာကို42 calculator နှိပ်ပြီးအဖြေអော်ပေးပါလား42ကိုနှိပ်တတ်တယ်နော်မနှိပ်တတ်တဲ့လူမရှိဘူးနော်root 2 multiply root 2 multiply ကိုပါလေcos pi by ဟုတ်ပြီကိုပိုင်ပိုင်4ဟုတ်ပြီကိုပိုင် over 4 + i sin ပိုင် over နံပါတ်ဘယ်လောက်လဲအဖြေမှန်ကဟုတ်ပြီ a ရမယ်နော်ဆရာမင်းတို့လေတင်ချာရဲ့လှုပ်ဝက်ကြမ်းကြီးကိုပြောပြမယ်အဲ့ဒီကောင်တိတဲ့သူကအနည်းဆုံး9မဲ့ရတယ်စာမွဲမှာဘာမှနံပါတ်လေးတက်ရုံနဲ့ရမှာရကျင်လားရကျင်တယ်နော်အဲ့ဒါဘာလဲဆိုတော့စာမွေးပွဲကြီးရောက်ရင်လေတင်ချာဘဲဖြစ်ဖြစ်ဘေးဘာသာရဲ့ပဲဖြစ်ဖြစ်ဖြေတဲ့အခါမှာဆရာတို့တင်ချာပို့ရတာပေါ့နံပါတ်ကိုအကုန်တက်ဘာလို့ရမလဲ
အေးဟုတ်ပြီ session ဘယ်နှခုရှိလဲဆရာပြော session ဘယ်နှခုလဲအေး၄ခုရှိတယ်အဲ့ဟုတ်ပြီ session A မှာဘယ်နှပုတ်ပါလဲ session A မှာနံပါတ်ဘယ်လောက်ထိပါလဲ session A မှာ10ပုတ်ဟုတ်ပြီနော်1နေတန်းဒီအစင်တိုင်းတက်မဖြေသေးလဲတက်တာနံပါတ်ကိုအစင်တိုင်းတက်အဲ့ရတက်ပြီးသွားရင်မြင်းလေးပိတ်လိုက်သူဒီနံပါတ်တစ်ခုမှတစ်ကြောင်းပဲမဟုတ်လားကလေးတို့ပြောဟုတ်ပါဘူးဟုတ်ပြီအားပြီး session B လို့တက် session B ရောဘယ်နှပုတ်လဲ10ပုတ်အေး17ကနေ20ထိတက်ပြီးမြင်းပိတ် session B ရော2ကြောင်းဖြေ2ကြောင်း3ကြောင်းရှိလားတစ်ကြောင်းလည်းဖြေရတာလားတစ်ပုတ်ကိုကြောင်းဖြေဟုတ်ပြီအားပြီးတော့ session C လို့တက် session C ကစရင်တော့စပြီးတော့ working ပါလာပြီမင်းတို့ဗာလဲအတွက်ချက်တွေပါလာပြီအဲ့ဒီ working ပါတဲ့ပု္ပ္ပစာတော့အစင်တိုင်းတက်ဆိုတာထက်ကိုမင်းတို့ရတဲ့ပု္ပ္ပစာကိုအရင်ဖြေပေါ့ဟုတ်ပြီမရတဲ့ပု္ပ္ပစာကြနံပါတ်တက်ခင်တော့ဆရာပြောကမှတ်မိလားမိပါတယ်အေးအဲ့လိုပဲ session D ကိုဖြေမင်းတို့မရတဲ့ပု္ပ္ပစာနံပါတ်တက်ခင်အဲ့ဒီလိုတက်ရင်ဆရာတို့သင်ချာနှစ်တိုင်းသင်ချာမိကုန်းကမှားတယ်မနစ်ကဆို10မှတ်လကားရတာမနမရလဲပြောမနစ်က10မှတ်အဲ့ဒါပဲသင်ချာရဲ့လှုပ်ဝက်ကျန်းဆိုတာအဲ့ဒါပဲမြဲမှတ်ထားစာမွေးကြီးမမေးနဲ့နော်ဟုတ်အေးသူတို့ကမေးခွန်းမှားရင်မင်းတို့ပြန်ထောက်တာမင်းတို့ကနံပါတ်တက်ခဲ့သလားနံပါတ်မတက်ဘူးသူကအမှတ်မပေးဘူးနံပါတ်တက်ခဲ့တယ်ဆိုမှအမှတ်ပေးတာဆရာကလေးတွေကိုစာမွေးပဲသွားဖြေတိုင်းအဲ့ဒါကိုအမြဲတမ်းပြောတယ်ပြီးကြတဲ့နေ့က10မှတ်ဖိုးကြီးတော့မှားတာဆရာအခုသင်မဲ့ chapter 5က10မှတ်ဖိုးမှားတယ်5မှတ်တန်တစ်ပုတ်နဲ့3မှတ်တန်တစ်ပုတ်မှားတာကလေးတွေအလကားရတာလေအိုက်ခံကလေးတွေကြောက်ဆုံးခံအထူးသဖြင့်ဂုံတူးမှန်းတဲ့လူတွေပိုကြောက်တာပေါ့ဂုံတူးမှန်းတဲ့လူအဲ့ chapter 5နဲ့ပဲလစ်သွားတာဆိုတော့သားတို့သမီးတို့သင်ချာသည်နှစ်တိုင်းမှားတယ်မမှားတဲ့နှစ်တစ်နှစ်မှမရှိဘူးမိကုံထုတ်တဲ့သူတွေကမှားတာအဲ့လိုမှားရင်မင်းတို့ခွင့်ရရကျင်တယ်ဆိုရင်တော့ဘာထိုးခဲ့ရမှာလဲโอเคမမေးနဲ့နော်ဟုတ်တယ်ကောမအောင်ပါလေမအောင်ပါဘူးဆရာကြိုတွေးထားလို့ကြိုသိနေလို့โอเคအခုလို့43လေးကိုပါဝါတွေနဲ့ပါတဲ့ဟာရောကလေးတို့ရှင်းတတ်လား i9 တက်ကိုဘယ်လိုရှင်းလဲ i9 တက်ကိုဟုတ်လို့ဆရာပြောလိုက်မယ်နော်ဟုတ်ပြီဆိုတော့ I to the power 9 plus I to the power 19ပေါ့အဲ့ကိုတွက်မယ်ဆိုရင်ဟုတ်ပြီကလေးတို့ I ရဲ့ထူးခြားချက်တွေပြောရအောင်ပထမ I power 4ခုမင်းတို့သိပါတယ် I တစ်ထပ်သိပါလဲ I တစ်ထပ်သိပါလဲ I မဲလေ I square သည် I square သည် I square သည်ပါလဲဟုတ်တယ် negative 1ဆရာရေးတာအဲ့ဘက်မှာမြင်ရလားတခြားတွေနဲ့ဖုံးနေသလားမဖုံးပါဘူးနော်ဟုတ်ပြီ I cube ဒီဘာရလဲ I cube ဒီဟုတ်တယ် negative I to the power 4ဒီဟုတ်ပြီ negative I square ဆို I square ကအနှုတ်1ရယ်ရှေ့ကအနှုတ်ရမြောက်တော့ plus 1ပြန်ရတယ်ဟုတ်တယ်နော်အေးဒီလေးခုရမှဖြစ်မှာလေကျန်တဲ့နောက်ကတသားတို့ရောအဲ့ဒီလေးခုကရတယ်မလားအဲ့ဒါရတယ်ဆိုရင်ဆရာနဲ့တစ်ခေါက်လောက်ပြန်ဟောရအောင် I တစ်ထက်ဒီပါပဲလေ I square ဟုတ်ပြီ I cube I to the power 4ဟုတ်ပြီဒါဆိုရင်ဆရာပြောချင်တာပါလဲဆိုတော့အဲ့ဒီ၄ထက်ထက်ကြီးသွားရင်တစ်ပတ်ပြန်လေလာတာ၄ထက်၅ထက်ဆိုရင်တစ်ထက်နဲ့တူတူပဲအဖြေက6ထက်ဆိုရင်2ထက်နဲ့တူတူပဲဒါဆိုရင်ဘယ်လိုမှတ်လို့ရလဲဆိုတော့၄ထက်ကြီးသွားရင်တစ်ပတ်ပြန်လာတယ်ဆိုတာငါတို့ပတ်နေတဲ့နာယီတွေနဲ့တူတူပဲနာယီမှာတကယ်တမ်းဘယ်လောက်ထိပဲပါလဲတစ်ကနေစနစ်ထိပဲပါတယ်ဒါပေမဲ့စံတော်ချိန်တွေဘာတွေပြောတဲ့ခါမှာ20နာရီတို့21နာရီတို့ရှိတာမရှိဘူးလားဘယ်နှစ်နာရီထိရှိရအောင်တရက်မှာအေးအဲ့ဒီကြော်သွားပြီစနစ်ကြော်သွားပြီဆိုစနစ်နဲ့ပြန်စားရတာကလေးတို့ဘုဒ္ဓပြောပြတာဥပမာဆိုပါတော့73နာရီလို့ကြေညာတယ်ဆိုပါတော့
အဲ့ဒီ73ကိုကလေးတို့ကခုနကစနစ်နဲ့ပြန်စားရတာစနစ်ပြည့်ရင်တစ်ဖက်ပြန်လေလို့စနစ်တလီစနစ်ဆိုပြီးတော့ဘယ်လောက်ကျွင်းလဲပြောအေးအဲ့ဒါကိုနေကင်းတနာရီလို့ဖြစ်သွားတာပေါ့အဲ့ကျွင်းတဲ့အကျွင်းကိုယူတာအခုလဲအဲ့လိုပဲ4နာရီပေါင်းပွားလို့ပြောလို့ရတယ်အခုကလေးတို့က6ထက်ဆိုရင်6ထက်ကို4နဲ့စားလိုက်ပြော4ဘယ်နှလီ4ဘယ်နှလီရှေ့ဘယ်လောက်ကျွင်းလဲအေးအိုင်6ထက်ဒီအိုင်တစ်ချမ်းနဲ့အတူတူပဲပလတ်နောက်16ထက်ကို4နဲ့စားမယ်4ဘယ်နှလီဝင်ပါလဲဟုတ်ပြီ16ဆိုတော့ဘယ်လောက်ကျွင်းလဲအေးအဲ့ဒါအိုင်3တက်ဖြစ်သွားတယ်ကလေးတို့ဆရာလို့စားလိုက်တာနားလဲပြီလားဟုတ်ပြီဒါဆိုရပြီမိန်းကလေးတွေပြောပါဦးအိုင်တစ်ထက်ဒီပါပဲလေယောက်ျားလေးတွေအိုင်3တက်ဒီပါလေဟုတ်ပြီအိုင်ရဲ့ minus အိုင်ရဲ့ကျေသွားတော့ဗာရတယ်အားလုံး0 okay မှတ်လိုက်ပါအဲ့လောက်ဆိုရပြီနော် okayဟုတ်ပြီ44အဲ့လိုအခုဒီပုံစံလေးရေးတာကိုဘာပုံစံလို့ခေါ်ရလဲသိလားသိလားဒီနော်အဲ့ဒါဆရာလေးပြောပြမယ်အာကောမာတီတာပုံစံနဲ့ရေးတာကိုအဲ့ဒါကိုပိုလာဖောင်လို့ခေါ်တယ်ပိုလာဖောင်အဲ့ဒီပိုလာဖောင်လို့ခေါ်တယ်နော်အာဇရာဒီအချင်းဝက်ပေါ်မှာတီတာဆိုတာဘိုဟိုမှာရှိတဲ့ထောင်ပေါ့ဆရာတို့ဒီ complex number တွေကိုအဲ့ပုံစံမျိုးနဲ့လည်းရေးလို့ရတယ်နော် coordinate form မဟုတ်ဘူးနော်ဒီကောင်က polar form polar form ဆိုတာကလေးတို့ရင်းနှီးအောင်ပြောရရင် calculator ထဲမှာဆိုရင်ဒီကောင်လေးကဒီလိုမျိုးလေးပြောတယ်ကွာဒီဟာလေးကိုဆရာရေးပြမယ်2ဒီလိုလေးမြင်ဘူးလားလိုမျိုးလေးပုံစံလေးမြင်ဘူးတယ်နော်မလို့ဘာပုံစံကြည့်တဲ့အခါမှာမြင်ရတာလဲလို့ trigonometric form ကိုတွက်ချင်သွားကြည့်တာဟုတ်တယ်မလားဟုတ်ပါဘူးဟုတ်ပြီအဲ့ဒါလေးကိုအလဲဟာလေးကိုပိုလာလို့ဖတ်တယ်ဘာလို့ဖတ်လဲပိုလာဒါ2ပိုလာဟလား2ပိုလာပိုင်ပေါ့ z2 ကကြတော့4ပိုလာပိုင် over 2ပေါ့ဆိုတော့ကလေးတို့ဆရာပြောချင်တာဒီကောင်လေးမြင်ုံနဲ့ trigonometric form ကိုရေးတဲ့ရမယ်ဒါဆိုရင်ဆရာကို z1 ကို trigonometric form ရေးပြပါအောင်ပြော2 multiply ကောပိုင် plus ဟုတ်ပြီ i sin ပိုင်ဆရာကို z2 လေးပြောပြပါအောင်လား z2 လေးဒီကောင်လေး4 multiply cos pi over 2 plus ဟုတ်တယ် i sin pi over 2အဲ့ဒီ z1 z2 ကို conjugate the value of conjugate of z2 over z1 လို့မေးထားတယ်ဆိုတော့ z2 ကို z1 နဲ့စားမယ်လို့ပြောတာမလားဟုတ်ပါတယ် conjugate ကိုဆရာပြီးမှတက်လိုက်မယ်နော်မေးတာ conjugate ကိုမေးတာနော်ပြီးမှ conjugate တက်မယ်နော် okay အဲ့တော့အားလေးကိုပြောကြည့်အောင် z2 နဲ့ z1 နဲ့ဆိုင် trigo form မှာကလေးတို့အဲ့ဒီလိုဗာလဲစားတဲ့ပုံစံနဲ့သင်ရတာတွေမရှိဘူးလားdivision of two complex number လို့ခေါ်တယ်အဲ့လိုစားရင်ဘာချင်းချင်းစားဟုတ်တယ်ဘာချင်းချင်းစားဆိုချင်းချင်းစား okay z2 ရဲ့အာတန်ဖိုးက4 z1 ရဲ့အာတန်ဖိုးလေးက2နောက်ပြီးတီတာချင်းချင်းဘာလုပ်ရမလဲဟုတ်ပြီအဲ့တော့နှုတ်လိုက်မယ်ဘသူတွေကဘသူ့ကိုနှုတ်မှလဲ z2 ရဲ့တီတာminus pi plus I sin pi by 2 minus pi ဟုတ်ပြီဒါဆိုရင် z2 4 ကို2နဲ့စားတော့2ကောဒီ
ဝင်တဲ့အကောင်စားရင်ပိုင်းခြေ2ယူလိုက်တော့ကြတော့ negative pi over 2မရဘူးလားဟုတ်ပြီ I sin negative pi over 2ဆိုပြီးတော့အဲ့လိုလေးဖြစ်သွားဟုတ်ပြီအဲ့ဒါ z2 over z1 ပေါ့အဲ့ဒီ z2 over z1 ကိုကလေးတို့ calculator နဲ့နှိပ်လိုက်တော့ရလာတဲ့အဖြေကိုအတိမယူအောင်တော့အဲ့ဒါ conjugate မလုပ်ရသေးဘူးနော်ပြီးရင် conjugate လုပ်အောင်ပါနှိပ်ပြပါအောင်ဆရာကိုဘာရလဲဆရာကိုပြော minus 2i minus 2i minus 2i ဒါဆိုရင် conjugate ကိုမေးတော့ကြတော့ minus 2i ကိုစတင်ပဲပြောင်းလိုက်ရုံပဲလीနော်အဲ့တော့ z2 over z1 the whole bar the whole bar equal to ဘာ i ဖြစ်တော့မှာလဲ equal to ob 2i ဖြစ်သွားပါမယ်ဆိုတော့အဖြေကနံပါတ် A မှာရှိပါတယ်ဟုတ်ပြီနော်မှတ်အောင်မလားမှတ်ပါမယ်ဟုတ်ပြီအဲ့ဒါဆရာစောင့်ပေးပါမယ်မှတ်ပါ2x plus ဆရာခွန်းကပြောရင်းနဲ့ record ဖန်ဖို့မေးဟုတ်ပြီဘယ်ဘက်ချမ်းလေးက real part ဒီ 2x plus y အဲ့လိုပဲညာဘက်ချမ်းက real part ကဘူးလေဆိုတော့ 2a plus y equal to 0ဘယ်ဘက်ချမ်းက imaginary part ဂိမ်းအောင်အစိတ်ပိုင်းမှာရှိနေတဲ့ဂိမ်းစစ်လေးကဘာလို့လဲမြောက်ဖို့ဂိမ်းလေးက minus 5 equal to ညာဘက်ချမ်းကဘာလို့ညီမလဲ i ရဲ့ရှေ့ကဒါဆိုရင် y တန်ဖိုးလေးပါရတော့5ရမယ်အေးအဲ့ဒီ5ကိုကလေးတို့ဒီထဲကိုသွင်းလိုက်ဒီထဲကိုသွင်းလိုက်အဲ့ဒီထဲကိုစားသွင်းလိုက်ဆိုတော့ 2x plus 5 equal to 0ဆိုတော့ဆရာတဆင့်ကြော်လိုက်မယ်ကွာ x equal to ဘာရမှာလဲ x equal to minus 5 by 2ဟုတ်တယ်အခုကလေးတို့မေးတာက what is the value of x plus y ဆိုတော့အဲ့ဒီနှစ်ခုဘာလုပ်ပေးရမှာလဲပေါင်းလိုက်ပါအောင်5ရယ်ဘယ်သူရယ်ပေါင်းမှာလဲဆိုတော့ negative 5 over 2ရယ်ပေါင်းမှာပေါင်းတယ်ဆိုပေသည့်လက္ခဏာအနှုတ်ပါနေတော့နှုတ်တာနဲ့တူတူပါပဲဟုတ်တယ်မလားဟုတ်ပုံမှန်ရေး2ယူလိုက်မယ်2 5လီ30 30တဲ့က5နှုတ်တော့ဘယ်လောက်ကျန်လဲ5 over 2ရမယ်5 over 2ရမယ်ကျန်ဆောင်နေပါမယ်ကလေးတို့ကတချို့ကတွက်ရင်းနဲ့ရေးတတ်နေလက်တွက်သွားပြီနော်တဖြည်းဖြည်းနဲ့ကျင့်ပါလာလိမ့်မယ်သလားနောက်ရက်တွေကြ48က z-in ဘက်ကိုပေးထားတယ် z-in ဘက်ကိုပေးထားတယ်မေးတာက complex number z ကိုပြန်ပေးထားတယ်မူရင်းကိုပြန်ပေးတာပေါ့နော်ပြောင်းပြန်ပေးပြီးမူရင်းပေးတာဒါသင်ဆရာမင်းတို့ကိုမေးမယ်အဲ့ဒီပြောင်းပြန် function နဲ့အတည့်ဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲအဲ့ဒီ z-in ဘက်ကိုအတည့်ဖြစ်အောင်ဟုတ်လား z-in ဘက်ကိုပြောင်းပြန်လာလိုက်ဟုတ်တယ်1 over z ဟိုဘက်က root 3 plus i ဖြစ်သွားဟုတ်ပြီတခါ z ကိုပြောင်းပြန်လန်လိုက်တော့ဒါ1 over z ကိုပြောင်းပြန်လန်လိုက်တော့ z ဖြစ်သွားမယ်ညာဘက်ကကောင်ပြောင်းပြန်လန်လိုက်တော့ဒီလိုလေးဖြစ်သွားမယ်ဟုတ်ပါသလားဟုတ်ပါတယ်အေးအဲ့ဒါဟိုမှာကလေးတို့ဘာလုပ်ရမှာလဲ calculator နှိပ်လိုက်ကွာဆရာဒီတိုင်းတွက်ရမှာပြင်းရတယ် calculator နှိပ်လိုက်3 by 4 minus 1 by 4နံပါတ်ဘယ်လောက်လဲsorry ဆရာမေးတာမှားသွားတယ်နော်ဖြေတဲ့လူကမှန်တယ်ဆရာမှားတာဟုတ်ဒါပဲသူက agent မတူနဲ့ပြောလိုက်ရတာ48ပါပြောနေပါ
ဒီတန်လျှော့ပေးမှာကဲအားလုံး49တွဲရအောင်ယောက်ျားလေးတွေပြီးပြီလားဆရာပြောချင်တဲ့ဟာလာပြီဒီမှာ1 black eye အထက်20ကိုကလေးတို့ဘယ်လိုတွက်မလဲပြောကြည့်1 black eye အထက်20ဟေးဘာနဲ့လုံးမှာ4နဲ့စားမယ်အော်4နဲ့စားပြီးအကျွန်းကိုယူမယ်အာနဲ့တော့သိမဆိုင်တော့ဟဲ့အောင်နေအဲ့ဒါမျိုးဂျင်းမထဲနဲ့အဲ့ဒါ I ရဲ့အပေါ်မှာကြာမှာမလုံးနဲ့နော်လေးစားပါတယ်9ရော်ပါတယ်ဒီမလုံးနဲ့နော်လေးစားတယ်9ပြန်မယ်6ဆိုရင်ရော်တယ်ဗျာတွေလုံးနေတယ်အဲ့ကောင်းနေအဲ့ဒါ4နဲ့စားမရမဟုတ်ဘူးကျော်ဟိန်းစတိုင်တွေလုံးနေနဲ့နော်လူသားအလုံးလေးစားပါတယ်ဒီလုံးနေနဲ့ရှိသမျှဟာလိုက်စားလို့မရဘူးအခုက1 black eye ကိုအထက်20တင်တာကို calculator နှိပ်ရင်လက်ခံပါမလား calculator နှိပ်ရင်အဆင်ပြေပါမလားအထက်20ဆိုရင်ဘယ်နှထက်ထိလက်ခံလဲနှိပ်ဖူးရဲ့လား3ခုဟုတ်တယ်ဗျာ3ခုရဲ့အထက်ဆိုရင်မရတော့ဘူးတလားဆရာအဲ့ဒါကိုဒီမှာပြောပြမယ်အားလုံးဒီကိုကြည့် screen ကိုကြည့်အရင်ဆုံးပါလောက်ရမှာလဲဆိုတော့လေအရင်ဆုံးအဲ့ဒီ1 black eye ကိုဆရာက store လုပ်တဲ့အနေနဲ့ပြောပြမယ်ဒီမှာဆရာရေးပြမယ် store လောင်တာကိုပြောတာပေါ့နော် store လုပ်တဲ့အနေနဲ့တွက်မယ်ဆရာ1 black eye ခုနဒီ1 black eye လေးကို A မှာတူလိုက်မယ်B မှာတူမှာလဲ A မှာ store လုပ်မယ်နော်လုပ်တဲ့အနေပြောမယ်နော်ကြည့်ဆရာဒီမှာရိုက်ပြီး1 obey 1 black eye ဟုတ်ပြီအဲ့ဒါကို store လုပ်မယ်ဆိုရင်ဒီမှာတေချာကြည့်နော်ဆရာမြားလေးမြင်ရလားမြားလေးမြင်ရလားမြားမြင်ရလားဟယ်လိုမြင်ရတယ်နော်ဟုတ်ပြီအဲ့မှာ ship နဲ့ store နဲ့ store ဆိုတာ STO ဆိုတာ RCL ရဲ့အပေါ်မှာအဝါရောင်လေးနဲ့ရေးထားတာဆရာရဲ့စကားship store A ဆိုပြီးအဲ့မှာအဲ့လိုလေးပြနေမှာအဲ့လေးနှိပ်ကြည့်ပါဦးမရရင်ဆရာပြန်နှိပ်ပြမယ်ဆရာထက်လည်းကြော်မနှိပ်နဲ့ဦးနော်ပြပါတယ်အဲ့ထိရောက်ပြီလားအဲ့ထိရောက်ပြီလားဆရာအခုဒီမှာ white ပြထားတဲ့နေရာလေးမှာအဲ့လိုပေါ်ပြီလားပေါ်ပြီဆိုရင်ဆရာပြောမယ် AC ကိုနှိပ်လိုက် AC ကိုနှိပ်လိုက်ပျောက်သွားမယ် AC ကိုနှိပ်လိုက်ရင်ပျောက်သွားမယ်ဟုတ်လားဟုတ်တယ်နော်အဲ့ဒါသူ့ကိုပြန်ခေါ်ခြင်းလဲဆိုရင်ဘယ်လိုခေါ်မလဲဆိုတာဆရာပြောမယ်အားလုံးကြည့်ပြန်ခေါ်မယ်ဆိုလို့ရဟုတ်ကဲ့ပြောပါဟိုခုန ANS နဲ့ plus A နဲ့လားအဲ့ဟာမပေါ်လာဘူးရှင်းဆရာဟုတ်ပြီအဲ့ဒါဆရာစပြန်ပြောမယ်ခုနကမျိုး connection နည်းနည်းလေးညံ့သွားလို့နာခုနကမပေါ်လာဘူး line ထစ်သွားလို့ရှင်းOkay အဲ့ဒါအစနဲ့ပြန်စမယ်အားလုံးဟုတ်ပါတယ် 1 black eye ဆိုပြီးနှိပ်လိုက်ပါနှိပ်ပြီးလားနှိပ်ပြီး equal လေးရောနှိပ်လိုက်အောင် equal နှိပ်ပြီးလားနှိပ်ပါပြီအဲ့ဒါပြီးရင်သိမ်းမှာဆိုတော့အင်္ဂလိပ်လို store လို့ခေါ်တာပေါ့အဲ့ store ဆိုတဲ့စကားလုံးလေးဟာဘာရောင်လေးနဲ့ရေးထားလဲ calculator ထဲမှာလိုက်ရှာတယ်ဘာဆရာ web ပြထားတဲ့နေရာမှာရှိတယ် RCR ရဲ့အပေါ်မှာအဝါရောင်လေးမဟုတ်လားရွှေရောင်လေးမလားဟုတ်ပါတယ်အေးအဲ့ဒါလေးကိုနှိပ်ဖို့ရအတွက်ရွှေရောင်စကားလုံးဖြစ်တဲ့ ship နဲ့တွဲနေရမှာ ship နဲ့တွဲနေရမှာ ship store ဆိုပြီးနှိပ်လိုက်ပါ ship store ပြီးရင် A မှာသိမ်းမှာမို့လို့ A ပါတဲ့ဟာကိုနှိပ်လိုက်ပါ A ကသူ့ရဲ့အပေါ်မှာရှိတယ်အနီရောင်လေးနဲ့ရေးထားတာ A ကိုနှိပ်လိုက်ပါ
အသွင်ရပြီလားယောက်ျားလေးတွေရရင်လက်လေးထောင်ပြပါအေးဟုတ်ပြီရတဲ့လူကမရတဲ့လူပြောပြပေးလိုက်အောင်တကယ်ချင်းတွေကိုပြောပြပေးလိုက်အောင်โอเคအကုန်ရပြီနော်ဟုတ်ပြီအဲ့ဆိုရင်ကလေးတို့အဲ့ဒါကိုပြန်ထွက်ချင်တယ်ဆိုရင် AC ကိုနှိပ်လိုက်ပျောက်သွားလိမ့်မယ်အဲ့ဒါဆရာပြောမင်းတို့စာမွေးမှာလေcalculator ယူရတယ်ဆိုပါစို့ယူရတယ်ဆိုလို့ရှိရင်တချို့နေတွေမှာယူရတယ်တချို့နေတွေမှာမယူအောင်ပေါ့နော်မင်းတို့အဲ့လိုမျိုး calculator ထဲမှာအဖြေတွေမှတ်သွားခြင်းတယ်ဆိုမှတ်လို့ရတယ်အဲ့ store လုပ်တဲ့နည်းနဲ့မှတ်လို့ရတယ်အခုဆရာအဲ့အဖြေကိုပြန်ဖော်ပြမယ်အဖြေကိုပြန်ဖော်ခြင်းတယ်ဆိုရင်ဘယ်လိုသွားရတာလဲဆိုတော့ A ဆိုတဲ့စကားလုံးကိုနှိပ်ဖို့ရအတွက် alpha နဲ့တွဲနေရမှာဘာဖြစ်လို့လဲ A ကလည်းအနီရောင် alpha လည်းအနီရောင်တွေ့လား alpha တွေ့လားရှစ်ရဲ့ဘေးမှာလေတွေ့လားတွေ့ပါတယ်အဲ့ alpha ရဲ့ A ရဲ့နှိပ်လိုက် alpha ရဲ့ A ရဲ့နှိပ်လိုက်ပြီးညီမြချင်းနှိပ်လိုက်ဘာထွက်တော့ဘာထွက်လဲဒါပဲအဲ့ပို့ထားတာပဲမင်းတို့သိကျင်တယ်โอเคသိကျင်တဲ့ဟာကိုအဲ့လိုလုပ်လို့ရတယ်နော်ဟုတ်ပြီဆရာပြောချင်တာအခုမှစမှာအခုကမင်းတို့မသိတတ်လို့သိနည်းသင်ပေးရသိနည်းသင်ပေးရဆရာတွက်မဲ့ပု္ပ္ပာအခုမှစမှာအဲ့ဒီဟာကိုဆရာ A လို့ထားထားတယ် A ကအထက်20ရှိတယ်ကလေးတို့ A ကိုအခါ20နှိပ်ပြီးအဖြေထုတ်လို့ရတယ်မင်းတို့1 plus i ကိုအခါ20မြောက်ရင် calculator အလုံးမလုံးအဲ့ဒီ A ကိုအခါ20နှိပ်ကြည့်လိုက်အလုံးလုံးတယ်နှိပ်ကြည့်တယ်မညောင်းမချင်း A ကိုဘယ်လိုခေါ်မှာလဲပြော alpha A တော့ခါ20နှိပ်အမြောင်ကြီးနဲ့တော့ကြားရ1 2 3 4 5 6ရှေ့အားရပေါ်ပေါ့ဟုတ်လားရသွားပြီလားဆရာမနှိပ်ပြတော့နော်ပါလားဖြည့်ပါလားဘယ်လောက်မှပါတာလဲယောက်ျားလေးတွေရရင်လက်ထောင်ပြအောင်ရရင်လက်လေးခါပြအောင်ရလားယောက်ျားလေး okay thank you ဆိုတော့အဲ့ဒီနီးလဲရှိရကလေးတို့အခါ20နှိပ်တာတစ်ခါလေးရှမ်းသွားနိုင်တယ် calculator ထဲမှာမင်းတို့အခု20ပြည့်မပြည့်ဆိုတာတစ်ခါလေး screen ပြည့်သွားတော့မမြင်အောင်ဆိုတော့ဆရာဒီလိုလုပ်လိုက်မယ်ဟုတ်ပါတယ် A ကို9ကနှိပ်ပြီးတော့သူ့ကို W လို့sorry B လို့ထားလိုက်မယ်အထက်20ဒါက9တက်လीအထက်20ဆို B ဘယ်နှလုံးဖြစ်မှာလဲဟုတ်တယ်လေ9လေးလီ20လီအဲ့တော့ B လို့သိမ့်ပြီးတော့ B4 ကနှိပ်ပါအဲ့နီးလေးသင်ပေးအောင်မယ်โอเคသင်္ချာသမားတွေကညံဒီညံနဲ့များတယ်ညံနဲ့တွေညံပြားတွေညံဝါတွေများတယ်အိမ်ငိုက်နေအဲ့ညံဒီညံနဲ့ကမထွက်ဘူးနော်ဟုတ်ပြီနော်ဆိုတော့ကလေးတို့ဆရာကို A5 လုံးနှိပ်ပြပါအောင် A5 လုံးနှိပ်ပြပါအောင် alpha A alpha A alpha A 3 လုံးရသွားပြီ4လုံးမှန်ကြောင်းဟုတ်ပါဘူး5လုံး equal နှိပ် negative 4 minus 4i ရလား5လုံးနှိပ်လိုက်တာအဲ့ဒါကို B မှာတိုးခြင်းတယ်ယောက်ျားလေးတွေ အော်ပေးတယ် B မှာဘယ်လိုတိုးရမလဲဒီကောင်အခုထွက်ပြီးသားဖြေကို B မှာ store လုပ်ချင်တယ်ပြောပဲမင်းတို့ခက်ကလေးတွေကတခါပြောရင်နားလေတယ်ဆရာဆရာမတွေသိရင်ဟိုစောက်ထဲမှာအကုန်ရေးမှတ်တော့မရအောင်သူတို့ shift to B ANS B ဆိုပြီးပြလားရပါတယ်ရရင်ခုန B ဘယ်နှလုံးနှိပ်ရတယ်တော့4လုံးခေါ်ကြည့် alpha B 4ကခေါ်လိုက် alpha B ရပါတယ်
ဖြေတူလား ဒါပဲမလို့ဘာမှဟို complex ဟိုပါလေ trigonometric form တွေဘာမှ change ရမလို့ရလားအဲ့နဲ့ခုနဆရာမှတ်မိသေးတယ်မလို့អော်လိုက်တာလေးနဲ့စားရတယ်ကျွင်းကိုယူတယ်လောက်ကြပါအောင်မလို့လေးနဲ့စားတော့3ညကျွင်းနေအကျွင်းကိုယူတော့ i 3ညတက် i 3ညတက်ဆိုတော့1ပေါ့ပါလားဟုတ်သေးလားဆရာမင်းတို့ဆရာနေကျူရှင်ပြန်တက်ရအောင်ပါနော်ဆရာကိုမင်းတို့စနတန်းပြီးရင်ဆရာကိုပြန်သင်ပေးကြအောင်ဟုတ်ပြီလားโอเคကဲနံပါတ်50ကိုတွက်ရအောင်50ပြီးချက်လေးရေးလိုက်အောင်အဲ့ဒီဝါလေးအေးဒီပေးချက်လေးရေးလိုက်အောင်ဆိုတော့စိတ်တွက်နဲ့တောင်ရပါတယ်ကွာကလေးတို့ဒီမှာစိတ်တွက်နဲ့ပြောကြည့်တယ်8 + 3ကဘာနဲ့ညီမှာတော့8 + 3ကရောက်လာစိတ်တွက်ဩေး fine ဒါဆိုရင် x တန်ဖိုးဘယ်လောက်လဲဟုတ်တယ်8 + 3က 5နဲ့ညီမယ် x = 2ရမယ်တခါ y နဲ့2ကဘာနဲ့ညီမှာလဲ2ဆိုတော့ y = 4ဟုတ်ပြီအဲ့တော့ x က2 y က4နံပါတ်ဘယ်လောက်မှလဲအခရာဘယ်လောက်မှလဲဟုတ်တယ်ဆရာကနံပါတ်50မှာလို့ပြောမှာဆိုတော့အခရာဘယ်လောက်မှလဲမေးရတာဟုတ်လားโอเคဟုတ်ကဲ့ပါနံပါတ်51ကကလေးတို့ Z1 လည်းသိတယ် Z2 လည်းသိတယ်အပေါ်မှာဘာပါနေရတော့ quantity အဲ့တော့ဆရာဖြတ်လန်းကြီးပြောပြမယ်နော်ဖြတ်လန်းကြီးက Z1 ကိုလည်း conjugate တစ်ခါတည်းယူလိုက် Z2 ကိုလည်း conjugate တစ်ခါတည်းယူပြီးအဲ့နှစ်ခုကို calculator တန်းနှိပ်လို့ရတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကလေးတို့ဆရာရဲ့ screen ကိုကြည့်လိုက်ညီမညီမချင်းထိုးလိုက်ပြီ Z1 ရဲ့ conjugate က 2 - i ဟုတ်လား Z2 ရဲ့ conjugate က 3 + i အဲ့ဒါလေးနှိပ်လိုက်ရပြီကလေးတို့7 - i ဟလားဟုတ်ပြီအဲ့ဒါဆိုရင်ရသွားပြီနောင်တတွေဟုတ်ပါဘူးရသွားပြီတဲ့ရောက်သွားအဲ့ဒါဆရာတို့ session B က9မှတ်တန်ဟုတ်ပါဘူး2မှတ်တန်တွေတွက်ရအောင်မေကုံဟောင်းဆက်တွက်လိုက်မလားရှင်ပြီးမပါပါ မပါဘူးလားကလေးတို့အဲ့ဒါဟုတ်လားပါတယ်ဘာလို့ဒီချက်တော့14နဲ့ဆက်လို့ပါလို့ဆိုတာ အမြင်လား73ပါလားကလေးတို့ပိုင်းဆက်သွားရအောင်နော်ဟုတ်ပြီဒါဆိုရင်ကလေးတို့ session B ရောတွက်ပြတရားလို့လား working လို့လားမလို့လေအဖြေတန်းရေးရတာလေဒါဆိုရင်အဲ့မှာဆရာပြောတဲ့28ပုံစံလေးကိုဘာနည်းနဲ့တွက်လို့ရလဲကြည့်ပါအောင် screen ကိုကြည့်လိုက်ပါဦးဘာနည်းနဲ့တွက်လို့ရလဲအေးstore လောက်တဲ့နည်းနဲ့တွက်လို့ရတယ်လေဟုတ်လားဒါလေးကို A မှာ store လိုက်လို့ပြန်နှိပ်မယ်ဘာနှိပ်မှာလဲA မှာနှိပ်ပြီးတော့ A ကို9ကနှိပ်မယ်ပြီးရင်9တက်မို့လို့လေ
အဖြေရရင်ဆရာကိုဆရာမသိကြဘူးโอเคနောက်တစ်ခါတော့ hello hello 1 2 8 อ๋อ128 plus 128i ခုနမြန်မာလိုပြောနေဟုတ်ပါပြီဒါဆိုရင်မနှိပ်ပြတော့ဘူးเนาะဆိုတော့ကလေးတို့အဲ့ဒါကိုဒီတိုင်းရေးမနေတော့နေအဲ့လောက်ဆိုသိပြီမလားအဲ့28ကဟုတ်ပြီ29ကြည့်ပါအောင် W 0နဲ့ omega 0နဲ့ omega 1လို့ခေါ်မှာဆရာတို့တန်းတန်းလေးအယူဆတွေမှားပြီဆရာကိုယ်တိုင်လည်းအဲ့လိုမျိုးတွေအမှားကြီးတွေပြောဦးတယ်သလားဒါတွေကိုမင်းတို့ရောဘယ်လိုပြောရလဲ W ပဲပြောရလား omega လို့ပြောရလားအဲ့ကလေးတို့ကဲအောင်ဘယ်လိုဖတ်လဲW0 W1 လို့ဖတ်တာလားအမှန်အဲ့ဒါ omega သင်္ကေတလေး Greek စကားလုံးလေး omega 0နဲ့omega 0နဲ့ omega 1ပေါ့အဲ့လိုလေးဖတ်ရမှာဒါပေမဲ့ကိုသင်တဲ့ပုံမှာမူတည်ပြီးအဲ့လိုပဲဖတ်လိုက်ဘာမှမဖြစ်ဘူးဆရာကိုယ်တိုင်လည်းအရင်နှစ်တည်းကအဲ့လိုပဲသင်ခဲ့တာပဲတကယ်တမ်းတော့ omega ဒီကောင်လေးကနော် omega 0နဲ့ omega 1ဟာတဲ့ the square root of the complex number 2 plus root 3i ဒီကောင်ရဲ့ square root များဖြစ်ကြပါတယ်တဲ့ square root ဆိုတော့ root နှစ်ခုရှိတာပေါ့အဲ့ဒါ omega 0နဲ့ omega 1လို့ပေးထားတယ်သူကမေးတာ their product တဲ့သူတို့ရဲ့မြောက်လက်ဟာတဲ့ရှာပေးပါတဲ့အဲ့တော့ဆရာမင်းတို့မေးမယ်အဲ့ဒါလေးသိလား root နှစ်ခုရှိရင်မြောက်ရင်ပါပြန်ရတော့အဲ့ဆက်သွယ်ချက်လေးသိလားဘာပြန်ရတာမူလာကိန်းပြန်ရတာလားမူလာကိန်းရဲ့ဆန့်ကျင်ဘက်ပြန်ရတာလားမှတ်မိရင်ပြောပါဦးသိပါဘူးဟုတ်ပြီမူလာကိန်းရဲ့ဆန့်ကျင်ဘက်ပြန်ရပါတယ်ကလေးတို့ negative z ပြန်ရပါတယ်အဲ့တော့မူလာကိန်းရဲ့ဆန့်ကျင်ဘက်ဆိုတော့ဘာဖြစ်သွားမှာလဲပြော minus 2 minus 2 root 3i ဖြစ်သွားနော်စုံတက်ဆိုရင်စုံတက် root ဆိုလို့ရှိရင်မူလ z ရဲ့ဆန့်ကျင်ဘက်မတက်ဆိုလို့ရှိရင်မူလအတိုင်းပြန်ရတယ်နော်အဲ့ဒါလေးကိုခဏနေဆရာနှုတ်ကိုရှေ့ကနေလန့်ပြီးတော့ပြောပြပေးမယ်အခုလောတဲ့ကလေးတို့အဲ့ဒါလေးရေးလိုက်အောင်နောက်ဆုံးမှတ်ထားတော့မယ်နော် square root တို့ 4 root တို့6 root တို့ဆိုရင်သူတို့ကိုမြောက်လိုက်လို့ရှိရင်ငကိုတန်ဖိုးရဲ့ဘာထွက်တာလဲဆန့်ကျင်ဘက်ထွက်မယ်နော်ကျူ root တို့ fifth root တို့မတက်တွေဆိုရင်ငကိုတန်ဖိုးပြန်ရမယ်နော်မတက်ဆိုရင်ငကိုတန်ဖိုးပြန်ရမယ်မှတ်မိလားဟုတ်ပြီပါတယ်ဟုတ်ပြီကြာမင်းတို့သုံးမက်တန်တို့ဘာတို့သင်ပြစ်သွားရင်တော့အဲ့ဒါလေးတွေအသေးစိတ်ပြန်ပြောပြပေးမယ်လောတယ်တော့ဒီလိုပဲ shortcut ပဲမှတ်တာဟုတ်ပြီလားမတက်ဆိုရင်မူလတက်ဆုံးတက်ဆိုရင်မတက်ဆိုရင်မူလဆက်စုံတက်ဆိုလို့ရှိရင်စန့်ကျင်ဘက်အဲ့လိုလေးအလွယ်မှတ်လိုက်မတက်ဆိုရင်မြောက်ချင်းဟာမူလဆက်စုံတက်ဆိုရင်မြောက်ချင်းဟာမူလဆက်ရဲ့စန့်ကျင်ဘက်Square root ဆိုရင်စုံတက်ဆိုလို့ရှိရင်မူလတက်ပဲပြန်မတ်ဆိုလို့ရှိရင်တော့စုံတက်ဆိုရင်မြောက်ချင်းသည်မူလဆက်ဤစန့်ကျင်ဘက်မတက်ဆိုရင်မြောက်ချင်းသည်မူလဆက်
ဆရာ ဆရာဒီမှာရဗျ တကယ်လို့ Omega not by Omega 1ဆိုရင်စားထားရင်ကျတော့ဟိုရမယ် စားထားရင်ကျတော့သမီးအဲ့လိုမျိုးမရှိစားထားရင်ကျတော့တစ်မျိုးပြန်ပြောင်းသွားမှာပေါ့ဒါကကျတော့ formula နဲ့ကိုက်ညီတဲ့မေကုံမျိုးကိုပဲပေးထားတာစားထားရင်ကျတော့သူကတီးတန်ကြီးတွက်ပြီးမှပဲစားပြန်မှာရတော့မှာ ဟုတ် Omega 0လည်းတွက်ရမယ် Omega 1လည်းငါတို့5မှတ်3မှတ်တန်5မှတ်တန်တွက်တယ်လို့မျိုးလေအကုန်ရှာပြီးမှစားပြီးမှရမှာတမှတ်တန်ကကျတော့အဲ့လိုမပေးတော့အလွယ်မှတ်လို့ရတဲ့ဟာနဲ့ပဲမေးတာဟုတ်ပြီနော် မိုက်တယ်မေးတာအဲ့လိုမေးတဲ့နေ counter attack သူကအမြောက်မှာပဲပုံသင်ကြီးရှိတာကွာဆရာဒီမှာမင်းတို့ formula လေးဒါမင်းတို့နောက်ပိုင်းကျကလေးတို့အားပေးမဲ့စာအုပ်ပဲဆရာတို့ထုတ်ထားတဲ့စာအုပ်ဆရာရဲ့ဟိုမလိုင်းကဆရာတယောက်ရဲ့ရန်ကုန်က international school မှာသင်နေတဲ့ဆရာတယောက်ရဲ့3ယောက်ပေါင်းပြီးထုတ်ထားတဲ့စာအုပ်ပေါ့အဲ့မှာဆရာဒီမှာရေးထားတာလေးကြည့်လိုက်အားတဲ့တော့ဟိုပေါ်မှာရေးထားတယ်မထက်ကိန်းဆိုရင်တဲ့ရူအားလုံးမြောက်လက်ပြီးမူလဇတ်အမှပေါင်းရင်ကြတော့0ရတယ်သူကမထက်နေနေစုံတက်နေနေဒီလိုအဲ့ဒီခုနရုတွေအားလုံးပေါင်းရင်ကြတော့အများနဲ့0ရတယ်မြောက်ရင်ကြတော့စောစောကမူလဇတ်ရတယ်ဒီမှာပုံသင်နည်းနဲ့ပြောရင်သူကဒီလိုပြောတာပုံသင်နည်းကဒါစုံတက်ဖြစ်ဖြစ်မတက်ဖြစ်ဖြစ်ပုံသင်နည်းကိုဒီလိုရေးတယ်negative 1 to the power ဒီ n minus 1 z ဆိုပြီးပြောတယ်ရုတွေရဲ့မြောက်လက်ကိုလေရုတွေရဲ့မြောက်လက်ကို negative 1 to the power n minus 1 multiply z ပေါ့ပြောချင်တာကွာကလေးတို့ဒီ n နေရာမှာ3ထည့်ကြည့်လိုက်3ထည့်ရင်3နဲ့1နှုတ်တော့ပါရလဲ2ရတယ်အနှုတ်1နှစ်ထပ်ဆိုတော့1ရတယ်1နဲ့ z နဲ့မြောက်တော့ z ရအောင်အဲ့လိုမျိုးပြောတာကြည့်ခုနလိုစုံတက်ဆိုပါလို့နှစ်ထက်1နှုတ်တော့1ရတယ်အနှုတ်1တစ်ထပ်သည်အနှုတ်1အနှုတ်1နဲ့ z နဲ့မြောက်တော့အနှုတ် z ရအဲ့လိုပြောတာဒါသူ့ရဲ့ပုံသင်နည်းပေါ့သူ့ရဲ့ formula က negative 1 to the power n minus 1 multiply z မြောက်လိုက်ရဲ့ပုံသင်နည်းอ่ะเนาะဟုတ်ပြီဆရာအဲ့မှာရူအားလုံးကိုကျူရုတွေ square root တွေဒီမှာ square root ဆိုရင်ပြောထားတာလေ complex number z ရဲ့ square root တွေဖြစ်တဲ့ဟာတွေက omega 0နဲ့ omega 1ဖြစ်ပြီးတော့အဲ့ဒီနှစ်ခုကလည်းစန့်ကျင်ဘက်အဖြေရတယ်ပေါင်းရင်0ရတယ်မြောက်ရင်ကျတော့ negative z ရတယ်လို့ပြောထားတာဒါရှေ့မှာပါတဲ့ note ပေါ့လေကလေးတို့ထဲမှာတော့အခုဟိုဗာလဲမိတ်ထူဆွဲထားတဲ့ထဲမှာတော့မပါသေးဘူးเนาะကဲဒါဆိုရင်ဆရာနံပါတ်တန်တွေပြန်သွားလိုက်မယ်နော်ဆိုကနံပါတ်30ရောက်ပြီဟုတ်လားနံပါတ်30ဇက်ဘနတ်ထက်လက်ကလေးတို့ဇက်ဘနတ်ထက်လက်အဲ့ဒါဟိုမှာ A ကြီးပဲမတူနဲ့ခလုတ်တွေကြောင်သွားအောင်မယ်အဲ့မှာ B မှာတူကြည့်လဲရတယ် C မှာတူကြည့်လဲရတယ်အဲ့တူပြီးတော့6ခါနဲ့တူလုပ်ပြီး6ခါနဲ့ကြည့်အားတဲ့4 3ရအဲ့ကလေးတို့အဖြေမှာအဲ့ဒါပဲရေးမှာလားဘယ်လိုရေးရမှာလဲပြောလဲ z equal to 0.9 plus ဟုတ်တယ်ဘာဖြစ်လို့လဲသူကဒီလိုပုံစံနဲ့ရေးခိုင်းတာမို့လို့เนาะဟုတ်ပြီ
အမနောက်တစ်ပုဒ်က W နော်ရေW ဆိုတာတဲ့ Z1 over Z2 တဲ့omega ဆိုတာ Z1 over Z2 လို့ပေးထားတယ် Z1 လည်းပေးထားတယ် Z2 လည်းပေးထားတယ်ကလေးတို့ calculator နှိပ်ပြီးစားလိုက်တော့စားပြီးအဖြေရရင်ပြောပေးအောင် 3 minus ဖြေရရင်ပြောပေးဟုတ်ပြီ okay okay 33ရောဘယ်လိုတွက်မလို့ဘာပုံစံနဲ့ပေးထားတာသိလား ဟေးဘာပုံစံလဲသိလား aura pair လို့ခေါ်တယ်လေအဲ့ဒါလေးကိုဘာ pair aura pair အဲ့တော့0.1ဆိုတာဘာလဲပြော0 plus 0 plus I ပြောတာ 1.0 ကကြတော့ 1 plus 0i ဟုတ်ပြီ plus 1.0 ကဘာလဲပြန်ပြော 0.1 ကဘာကိုပြောရလဲ 0 plus I နောက်မှာရှိတဲ့ဟာဒီ I ရဲ့မြောက်ပေါ်ကိန်းရှေ့မှာရှိတဲ့ကောင်ဒီကိန်းစစ်အဲ့လိုလေး꿰ရမယ်နော်ဆိုတော့ကလေးတော့ calculator နဲ့နှိပ်ဒီလောက်ကြီးဟုတ်တယ်ဒီလောက်ကြီးရေးတရားမလို့ရှေ့က I ရဲ့နောက်က1ရဲ့မြောက်တော့ဖြစ်တယ် plus နောက်ကလည်းအဲ့လိုပဲရှေ့က1ရဲ့နောက်က I ရဲ့မြောက်တာဖြစ်တယ် I တလီ I ရဲ့ I တလီ I ရဲ့ဆိုတော့ဘာ I ရလဲလူအိုင်ရမယ်ဟုတ်ပြီတွက်လိုက်ပါဒါကဆရာ complex number ပုံစံပြောင်းပြီးတော့တွက်လိုက်တဲ့ဟာပေါ့အဲ့လိုမတွက်ဘဲနဲ့အခြားနည်းလည်းရှိရလေအဲ့လိုဝင်ကွင်း coordinate ပုံစံနဲ့တွက်ထားပြီဆိုရင်ရှေ့ရှေ့ချင်းမြောက်အနှုတ်နောက်နောက်ချင်းမြောက်ပြီးတော့ခွမြောက်ပေါင်းဆိုအဲ့ဒါသိလားရှေ့ရှေ့ချင်းမြောက်ဥပမာ3ညတလီ3ညအနှုတ်နောက်ချင်းမြောက်1 3ညလီ3ည3ညနဲ့3ညနဲ့ပေါင်းလိုက်တော့ကျတော့3ညပဲရပြီဟုတ်တယ်နောက်ပြီးတော့ခွမြောက်ပေါင်းပြီးနှုတ်ဒါမျိုးတွေရှိရလေတော်ပြီဒီတိုင်းလေးလည်းရတယ်မလားကောမရတာရှိလားရှိပါဘူးဟောပြီဆရာဖြတ်ပြီကလေးတို့ဒီမှာ Z1 ပေးထားတယ် Z2 ပေးထားတယ် Z1 မှာ conjugate ပါတယ် Z2 နဲ့စားတယ်အဲ့လေကလေးတို့ကိုယ်တိုင်တွားလိုက်တော့ဒီဆရာကိုဖြေပြောโอ้မြန်လိုက်လားမင်္ဂလေးတွေရောရရင်ပြောယောက်ျားလေးတွေကអော်သွားပြီရပါတယ်တောင်းတလားအဖြေអော်လေး5.2 minus 1.2i ဟုတ်ပြီအဲ့တော့ okay ဒါလည်း2025သွားမယ်နော်35ဘာပုံစံနဲ့တွက်မှာလဲပြောyes တူလောက်လိုက်ပါအောင်ငကိုတော့မတူဘူးလေခုမှတူတာနော်ရပါတယ် okay
အဲ့တော့ဆရာဒီဟို equation နှစ်ကြောင်းကိုမလုပ်ချင်တာလဲဆိုတော့ calculator ထဲမှာ import လုပ်ချင်တာတော့တယ်ဆရာနေ mode ကိုခဏကြည့်ရအောင်မယ်ဟုတ်တယ်အားလုံး mode ကိုနှိပ်ပါနှိပ်ပြီးသား equation ပေးပါလဲဖိုက်ကိုနှိပ်ပါနောက်ပြီးအခုဆရာတို့တွက်တဲ့ equation 1နဲ့ equation 2ဟာမတိကိန်းဘယ်နှလုံးပါလဲနှလုံးပါတယ်ဆိုတော့နံပါတ်ဘယ်လောက်မှရှိအောင်နံပါတ်1ကိုနှိပ်ပါနှိပ်ပြီးရင်နေအောင်ဆရာ screen ကိုကြည့်လိုက်အောင်အဲ့မှာအပေါ်အခရာလေးတွေဖတ်ဆန်းဘာတွေပါတော့A ကဆရာ A ရဲ့မြောက်ဘော်ကိန်းကိုကိုစားပြုတာ B က Y ရဲ့မြောက်ဘော်ကိန်းကိုကိုစားပြုတာ C ကဟိုဘက်ကကိန်းတွေကိုကိုစားပြုတာဒါဆိုရင်စနှိပ်ကြသို့ပထမဆုံး2 equal 2လေးနှိပ် equal နှိပ်2 equal လို့ပြောတာနော်ပြောင်းနေပြီးတော့ negative 3 equal မင်းတို့ငါရှိကိုအရင်ရောက်သွားပြီထင်တယ်လန့်သွားတာ C နေရာမှာတစ်ခါ3 equal အော်တကြောင်ရောက်သွားပြီဟုတ်လားနေ3 equal negative 2 equal ပြီးတော့ negative 3 equal နောက်ထပ်တစ်ချက် equal ထပ်နေလိုက် x တန်ဖို့ negative 3ဟုတ်ပါသလားဟုတ်ပါသလားရတော့တာဟုတ်ပါသလားဟုတ်ပါတယ်တဲ့လား okay now equal ထပ်နေရတော့ထားပါသလားကိုဟုတ်ပါတယ်တဲ့လားအဲ့တော့ y ကလည်း negative 3ထွက်ပါသလားထွက်ပါတယ်အဲ့တော့ရပြီကွာ x equal to negative 3 y equal to negative 3မေးတာကဘယ်သူကိုမေးတာလဲဇက်ကိုမေးတာဇက်ကိုကလေးတို့ကဘယ်လိုထားတာလဲအဲ့ဆိုရင်စားသွင်းလိုက် negative 3 minus 3i ဖြစ်ပါတယ် okay တကယ်တော့အဲ့ရ3မှတ်တန်အဆင့်ရှိပါတယ်ကွာသူကနံပါတ်အခုငါတို့ကနံပါတ်တန်နော် section B ပဲရှိသေးရနော်ဘယ်လိုပဲဖြစ်ဖြစ်ရအောင်တော့တွက်ရမှာပဲလေဘယ်နှမှတ်ပေးဆရာတို့တွက်ရမှာတချို့ဟာတွေဆိုရင်လည်းအရန်လွယ်တာကြီးနော်ဆိုတော့ကျက်လို့ရပါပြီလားโอเค38လဲကလေးတော့အတူတူပဲဆရာ38ကိုမင်းတို့ကိုအိမ်စာပေးလိုက်တဲ့သဘောပဲပေးလိုက်တော့မယ်ကိုယ့်ကိုနောက်မှတွက်လိုက်တော့အရန်ကြာသွားမှာဆိုလို့ရမလားဟုတ်39တွက်ရအောင်နော်39က z equal to တဲ့ I to the power 2025နဲ့ plus I to the power 2026ဆိုပြီးပေးထားတယ်ဒါမျိုးကမှစောစောကဘာနဲ့စလေးနဲ့စားပြီးအကျွင်းကိုယူမယ်အဲ့ဆိုတော့ z equal to တခုကပထမဆုံး I ဘယ်နှစ်ထပ်ကြမှာလဲ2025ကတစ်ထပ်ပဲကြမှာနော်2026က I ဘယ်နှစ်ထပ်ကြမှာလဲဆိုတော့က I ပါလဲ I minus ဟုတ်ပြီဒါပေမဲ့သူမေးတာဘာဖုန်းနဲ့လေနေလိုက်တော့ဟေးဘာရတော့Root 2 is cos 5 by 4 root 2 multiplying cos 3 pi over 4 plus I sin 3 pi over 4အဲ့လိုပြောလိုက်တာလားโอเคယောက်ျားလေးတွေရောဟုတ်လား
ဟုတ်ပြီ40လေးရောတွက်လိုက်ပါဦးအဲ့ပုံစံတိုင်းပဲ40ကကြတော့နှိပ်ရုံပဲ4 into 4 and we don't to the my black by 3 black on the side by 2 by 3 ဟုတ်ပြီယောက်ျားလေးတွေနဲ့အဖြေညှိရအောင်ယောက်ျားလေးတွေအော်ပေးဦးရရင်ကလေးတို့ကလေဒါကြီးက calculator နှိပ်ပြီးလွယ်လင်းတကူထွက်ပေးမယ်လေဂွင်းတွေပါနေစာဝတ်မှာမကြံဖို့လိုတယ်နော်အဲ့ဒါလေးသတိထားတော့တက်လားဥပမာကွာမင်းတို့ကဂွင်းစားပါပြီးဂွင်းပိတ်ကြံခဲ့တာတို့ဂွင်းခက်ရမယ့်ကောင်ကိုမခက်ဖက်နဲ့မခက်ရမယ့်ကောင်ကိုတွားခံမိတာတို့ခက်တဲ့ဒီကိုမခက်မိမခက်တဲ့ဒီကိုခံမိတဲ့အတွက်အချိန်လွန်မှပူပင်ခြင်းအဲ့ဒါကြားဘူးလို့ပါပါလိမ့်ကြားဘူးလားပြုတဲ့ဒီကိုမပြုမိမပြုတဲ့ဒီကိုပြုမိတဲ့အတွက်အချိန်လွန်မှပူပင်ခြင်းပါလေအဲ့ဒါပါလေဘသူရဲ့ခက်စစ်လေခက်စစ်နာမည်ပါလေဟုတ်လားနောင်ကြနော်ဆရာတို့မင်းတို့အားလုံးနဲ့ဆိုင်တယ်နော်အဲ့ခက်စစ်ကြီးကမိုက်တယ်ပြုတဲ့ဒီကိုမပြုမိမပြုတဲ့ဒီကိုပြုမိသည့်အတွက်ချိန်လွန်မှပူပင်ခြင်းနော်စာလုံးရမယ့်အရွယ်မှာဘာပဲလောက်ရမှာလဲအဲ့ချိန်မှာအလေလိုက်နေလို့ရှိရင်အဆင်မပြေဘူးလေဟုတ်ပြီကလေးတို့41ကိုတွက်ရအောင်ဒါဆိုအားလုံး40ရပြီနော်41ကိုနည်းနည်းလေးခြုံလိုက်တယ်သူကအဲ့မှာကြည်တန်း Z1 over Z2 plus Z2 over Z3 plus Z3 over Z1 လို့ရေးထားတော့ဘလို့လုံးစေခြင်းလဲဆိုရင်ဆရာအခုကဘာပုံစံနဲ့ပေးရလဲဆရာအောင်ရင်ပြောဘာပုံစံနဲ့ပေးရလဲရင်ပြောဒါလေးကcoordinate form အဲ့တော့ coordinate form ကိုဒီကောင်ကိုပြောင်းရင်ဘာပြတ်ပါအိမ်လဲပြော1 plus 2 I နားလေးဆရာဒီမှာပေါ့ပြsorry ပါရပြီနော်ကလေးတို့ဆရာပြောမယ်Z1 က1 plus 2I အဲ့ဒါလေးကို A မှာသိမ့်Z2 က B လို့ထားလိုက်မယ် -2 plus 3I ကလေးတို့ကြားလားZ3 ကို C မှာသိမ့်မယ်1 minus I calculator ထဲမှာဒါလေးရေးပြီးသွားရင် calculator ထဲမှာကလေးတို့ဆရာကိုဘယ်လိုတွက်ရမလဲဆိုတာလေးကိုဒီမှာပြောပြသမ်း conjugate ကိုခဏမေ့ထားအောင်မယ်နော် conjugate လေးကိုဆရာခဏဖြတ်ထားအောင်မယ်နော်ထားပါတော့ဒီအားကြီးအဲ့ဒါကြီးကိုဆရာကိုပြောပြပါအောင် Z1 over Z2 ဆိုရင်ဘာ over B ဖြစ်မှာလဲ A over B plus Z2 over Z3 Z2 က B မလား B ပြောပါအောင် B over B over C plus Z3 over Z1 Z3 ကဘာလို့ထားတာလဲ C over A ကလေးတို့ကဒါလေးကို calculator ထဲမှာထည့်နှိပ်ထွက်လာတဲ့အဖြေမှာ conjugate လို့ပါတဲ့အတွက် I ရဲ့ရှေ့ကလက္ခဏာကိုဆန့်ကျင်ဘက်ပြောင်းပြီးအဖြေရေးရမှာအားလုံးနားလည်လားဟုတ်ပြီနှိပ်ကွာခဲ့ဆရာအခုပြထားတဲ့အတိုင်း calculator မှာနှိပ်အနေကို ABC မှာအရင်သုံးတော့ဟိုရန်ပြီးတော့ AB တက်နှိပ်ပြီးတော့ဖက်ရနေကြားလားအေးမှန်ကြောင်ကြီးအာတိုင်းနဲ့လည်းပါဇက်တဲ့ဟိုဟာ calculator ကြီးဝင်သွားအောင်မယ်
မင်းအာတန်လိုက်တာ၄ကဒီဘက်တောင်ရောက်လာတယ် Okay okay တော့လည်းမှတ်တယ်တော့ ABC မှာအရင်တူရမယ်နော်တူပြီးမှအဲ့ဒါတွေနှိမ့်နော်ဆရာကိုနှိပ်ပြီး minus c ဆရာပြောမယ်ဟိုကမပြောင်းသေးပဲနဲ့အရင်អော်ပေးပါအောင်မပြောင်းသေးပဲနဲ့သူထွက်လာတဲ့ဖြေကိုအရင်អော်ပေးအောင် ဟုတ်ပြီဟုတ်ပြီရတော့နည်းနည်းဝေးနေတဲ့ဘက်ကကြားလေးတွေယောက်ျားလေးတွေអော်လိုက်တဲ့ဟာကိုဆရာသိဟိုမကြားတကြားဖြစ်နေလို့ရှေ့ကနီးတဲ့လူကတစ်ချက်ပြန်អော်ပေးတာနီးတဲ့လူတွေကအာနတ်နေရလို့မပြီးသေးဘူးထင်တယ် ကျေတုံးတဲ့ main minus 311 over ဟုတ်ပြီပြီးတော့ ဟုတ်ပြီ okay အဲ့ဒါဟိုမှာ conjugate လို့ပါတော့ဘာလုပ်ပေးရမှာလဲဟုတ်ပြီ i ရဲ့လက္ခဏာပြောင်းဒါဆိုရင်နောက်ဆုံးဖြည့်ပြန်အောင်ပေး okay ပါဟုတ်ပါပြီဒါဆိုရင်42ကိုတွက်ရအောင်ပြီးကောပြီးကြပြီလား42က trigonometric form of ဆိုပြီးတော့ပေးထားတဲ့ကောင်မှာအပေါ် input ကတင်ထားသေးတယ်တက်လာကလေးတို့ဆိုတော့ကသူ့ကိုဆရာညီမြချင်းထိုးပြီးတော့ဘယ်လိုရေးတင်လဲဆိုတော့1 over negative root 3 plus I လို့ရေးရမှာဟုတ်ကဲ့လားအေးအဲ့ဒါကိုမှကလေးတို့က calculator နှိပ်လိုက်သူ့ကို calculator နှိပ်ပြီးမှ trigo form ပြောင်းရအောင်calculator နှိပ်တဲ့အဖြေက trigo form ပြောင်းရမှာနော် trigo form တော့ကလေးတို့မိကောင်က trigo form လို့မေးထားတာမဟုတ်လား trigo form ပြောင်းတယ်လားโอเคဆရာအာတန်ဘိုးလေးတစ်ချက်လောက်အာတန်ဘိုးလေးပဲကွက်ပြီးပြောပြတယ်1 over ဟုတ်ပြီတီအာတန်ဘိုးminus 5 by over 6ဟုတ်လားဟုတ်ပြီဒါဆိုဆရာ trigo form អော်လိုက်တော့မယ် z နောက်ဆုံးအဖြေက1 over 2 multiply cos negative 5 by over 6 plus I sin negative 5 by over 6အားလုံးဟုတ်ပါသလားကျေးဇူးတင်ပါတယ် okay ဒါဆိုရင်နံပါတ်တန်လေးဆက်ဖြတ်လိုက်အောင်စို့ z1 z2 ပေးထားတယ်အပေါ်မှာ conjugate ပါတယ်အဲ့ဒါကို trigonometric form နဲ့ပြခိုင်းတယ်ဆရာကလေးတို့ဒီမှာခဏလေးနားထောင် conjugate ကြီးကိုလေထည့်မနေတော့နဲ့ဘယ်လိုတန်းရေးလို့ရလဲဆရာအော်ပေးအောင် z1 ကို conjugate လုပ်လိုက်တော့ဗာလဲပြော1 minus 3i ဖြစ်သွားz2 ကို conjugate လုပ်လိုက်တော့ minus 1 negative 1 minus i ဖြစ်သွားမယ်အဲ့ဒါကိုတန်းတွက်လိုက်နော်ဒါလေးကိုတန်းတွက်လိုက်နော်အဲ့ဒါပြီးဆရာကိုလေအာတန်ဘိုးလေးပြောအာတန်ဘိုးကဘယ်လောက်လဲ root 2တီအာတန်ဘိုး
5 by Five by seven. cos 5 by 2 5 by 6လား 12. စနစ် 5 by 12. စနစ် ဩစနစ်ခုန15လို့ကြားလိုက်လို့ဘယ်သူပေါ်သွားလဲ Okay 12. 5 by over 12အဲဆိုတော့ root 2 multiply cos 5 by over 12 plus I sin 5 by over 12ဟုတ်လား Five by one. ပါတယ် ဟုတ်ပါပြီဟုတ်ပါပြီ Okay ဒါဆိုရင်မနစ်ကမေကွန်ဟောင်းတွေကလည်းဆရာဒါနှစ်စာမေကွန်ဟောင်းပေါ့မနစ်ကမေကွန်ဟောင်းတွေကလည်းလွယ်တဲ့အတွက်ကြောင့်မလို့နောက်ကြကြုံရင်လည်းပြန်တွက်ပြပေးမယ်အဲ့ဒါလေးတွေကိုနော်ဆိုတော့ session A နဲ့ session B ဆရာ calculator နှိပ်နည်းလေးအဓိကပြောခြင်းလို့ပြီးသွားပြီပေါ့3မှတ်တန်5မှတ်တန်ကတော့ကလေးတို့ရပြီးသားလည်းဖြစ်မှာပါအကယ်၍လိုအပ်ရင်လည်းအဲ့ဒါကိုနောက်ရက်ဆရာပြန်ပြောပေးမယ် ဟုတ်